ကျမအဲ့နေရာကိုအရန်ကြိုက်တယ်ဘာဖြစ်လို့ကြိုက်တာလဲဆိုတော့ကျမတို့ဒီနေ့ complaint တက်တာတဲ့ပြိုင်နဲ့နောက်တစ်နေ့မှာတို့ကအစင်သင့်အဲ့နေရာတွေကိုတခုခုကျမတို့ complaint တက်တာကိုဖြည့်ပေးပြီးသားဖြစ်နေတယ်ဘယ်နေရာလဲဆိုလို့ရှိရင်ကျမသွားဆော်တဲ့ဂျင်လေးတစ်ခုပါကျမအဲ့ဒီဂျင်မှာဆိုလို့ရှိရင်တခုမှတခု complaint တက်တယ်ဒီနေရာလေးကဒီလိုအဆင်မပြေဘူးအဲကွန်းကတိတ်မအေးဘူးနော်ဆိုတာနဲ့ပြိုင်နဲ့နောက်တစ်နေ့မှာတို့အဲကွန်းကိုအေးအောင်လုပ်ထားတယ်ဒီအိမ်သားထဲမှာ tissue တွေမရှိတော့ဘူး tissue ကအစင်းသင်းရှိမနေဘူးအစင်မပြေနေဘူးဆိုတာနဲ့ပြိုင်နဲ့သူကအဲ့ tissue တွေပါတယ်နောက်နေ့အပြည့်စုံလုပ်ထားတယ်ဒါလေးကဒီနေရာမှာအစင်မပြေပါဘူးဆိုတာနဲ့တပြိုင်နဲ့အဲ့ဒီနေရာတွေဟာတကယ်ကိုနောက်တဲ့နေ့မှာ ready ဖြစ်နေတယ်အဲ့နေရာအရန်တော်တယ်ပစ္စည်းအထားအသို့ဒီလို complaint တက်တာတင်တော်တာမဟုတ်ဘူးနော်ဝန်တန်းနေရအရန်တော်တယ်ရန်ကုန် YGM လားYGM တင်တယ်နော် YGM gym ပေါ့နော်အဲ့နေရာမှာရှိတဲ့သူတွေက trainer တွေကလည်းအရန်တော်တယ်သူတို့မှာ customer service ကအရန်လဲကောင်းတယ်ဘယ်လိုမျိုးကောင်းလဲဆိုတော့သူတို့ကသူ personal trainer တော့တိတ်ငှားလို့မရဘူးလို့ထင်တယ်ကြည့်တဲ့ဂျင်းစရာတွေမှာရှိတဲ့စိတ်ဓာတ်လေးတွေကိုကျမသဘောကျတယ်ဘာကြောင့်လဲဆိုတော့သူကသူ့လူငါလူရဲ့တော့မဟုတ်ဘူးပေါ့နော်ကျမတို့ကလည်းကျမတို့ကြိုက်တဲ့ဆရာနဲ့တော့ကျမတို့ကစားတယ်ပေါ့အဲ့ဒီကစားတဲ့အခါမှာအဲ့ဒီဆရာမရှိတဲ့အချိန်မှာတခြားဆရာတယောက်ကိုမေးလိုက်လို့ရှိရင်လေနွေးနွေးထွေးထွေးဖြေဆိုတယ်ထွေးထွေးဖြေဆိုပေးလို့တခြားကျမတို့နဲ့စော့နေကြဂျင်းဆရာလည်းစိတ်ဆိုးသွားလာမေးကြည့်လုံးဝစိတ်မဆိုးကျမချားဂျင်းနေမှာလည်းကျမကစားဘူးတယ်တောင်းနေတော့တိုက်ခိုက်တာတွေစောင်းမြောင်းတာတွေအစင်မပြေတာတွေအများကြီးတွေ့ရတယ်ပြောချင်တာကအဲ့ဒီရဲ့ပိုင်ရှင်ကဆရာဝန်လို့ပြောတယ်သူဒီ customer service ကိုအရန်နောကြည်နေတဲ့လူဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့trainer ငားလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ trainer ကတခြားလူတီးတန့်ဂယုဆိုင်နေမှာမျိုး तू မလို့ချင်း तू ကအဲ့ဒီမှာအကုန်လုံးကို train ပေးလို့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့နယ်ပယ်မှာ तू လောက်ထားတယ်သူတို့တွေဒီ customer service ကိုတကယ်ကိုနောကျင်နေပြီးဘဲဧည့်သည်ကိုဘလို့ဖြည့်ပေးရမယ်ဘလို့ဝန်ဆောင်မှုပေးရမယ်ဘလို့အနေထားမျိုးလေးစကားသုံးရမယ်ဆိုတာအရန်ကိုနောကျင်တဲ့နေရာတစ်ခုဖြစ်တယ်ကျမအဲ့ဒါလေးကိုတော်တော်သဘောကျတယ်မိတ်ဆွေတို့ရဲ့လုပ်ငန်းတွေမှာဘာကြောင့်အဆင်မပြေလဲဘာကြောင့်ရှေ့မရောက်တယ်လဲဘာကြောင့်ဒီလိုတွေဖြစ်နေလဲဆိုတဲ့အရာလေးကိုမိတ်ဆွေတို့ကသိကျင်တယ်တက်ကျင်တယ်ငါတို့တွေဒီလိုမျိုးလုပ်ပေးနေတာပဲဒါမျိုးဝန်ဆောင်မှုတွေပေးနေတာပဲဘယ်နေရာမှာလိုအပ်ချက်ရှိတယ်လဲဘယ်နေရာမှာလစ်ဟာသွားလဲဘယ်နေရာမှာဘာဖြစ်တယ်လဲဆိုတဲ့ဟာလေးကိုမိတ်ဆွေတို့ကအဲ့ဒါလေးကိုသိကျင်တဲ့ mindset တွေလည်းရှိနေမယ်များသောအားဖြင့်ပိုင်ရှင်တော်တော်များများသည်ရောင်းရတာကိုလိုချင်တယ်ဒီဝန်ထမ်းတွေကလည်းရောင်းရတာကိုပဲလိုချင်တာပါသို့ပေမဲ့လည်းအဲ့ဒီမှာ customer နဲ့ကိုကြားမှာလစ်ဟနေတဲ့အပိုင်းခြားလေးတွေရှိတယ်အဲ့ဒါလေးတွေဘယ်လိုချိတ်ဆက်ရမလဲဘယ်လို communication ပုံစံနဲ့လုပ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အောင်မြင်လာမလဲဘယ်လို sales training တွေလုပ်လို့ရှိရင်ဘယ်လို sales training တွေကိုကိုယ်နားထောင်ရင်ဘယ်လို thinking လုပ်လိုက်လို့ရှိရင်အဲ့နေရာလေးမှာဘယ်လိုချိတ်ဆက်သွားမလဲဆိုတော့အယောင်ပိန်နီးလေးတွေနော် customer ဆိုတာကဒီရောင်းတဲ့သူနဲ့နယ်ပယ်တွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ insight ကိုမပြောင်းလဲဘဲနဲ့ကိုကတခုခုကိုရောင်းချတဲ့အခါကိုယ့်ရဲ့ emotion တွေကမျက်နှာမှာပေါ်လွင်သွားတဲ့အခါ customer နဲ့ကိုကြားမှာအများကြီးလစ်ဟာသွားရတယ်ဆိုတဲ့အကြောင်းလေးကိုကျမက message ပေးခြင်းနဲ့ဒါလေးကိုအသေးချာသိခြင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေအောင်မြင်ခြင်းနဲ့အောင်မြင်တဲ့အထိချိတ်ဆက်ခြင်းနဲ့တင်းတစ်ခုလုံးမှာနွေးနွေးထွေးထွေးနူးနူးညံ့ညံ့ချင်းချင်းနာနာနဲ့အဆင်ပြေပြေလှုပ်ဆောင်ခြင်းနဲ့အဲ့ဒါလေးတွေကိုလိုအပ်တယ်ဆိုလို့ရှိရင်ကျမက customer service training တွေကိုလိုက်ပေးနေတဲ့ teacher တယောက်လည်းဖြစ်တယ်မိတ်ဆွေတို့လိုအပ်တဲ့ခါကြလို့ရှိရင်ကျမကိုဆက်သွယ်နိုင်ပါရရှင်ချစ်တဲ့လွင်နေစီလိုင်းပါ